ဒီလိုမျိုးပြောင်းလဲချင်တာကြိုက်တာမဲ့ဖေနဲ့မိနဲ့ကိုကြည့်နေလို့မပြောင်းလဲရသေးတာ2022ခုနှစ်ကနေစပြီးတော့ Heavy လာရဲ့ယုံကြည်ချက်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့အလှပဟာလူတိုင်းနဲ့ထိုက်တန်တယ်ဆိုတာပါပဲဒါကြောင့်ဒီအစီအစဉ်လေးကိုပြန်လဲအသက်သွင်းလိုက်ပြီပဲဖြစ်ပါတယ်โอเคအခုကျွန်တော်ကတော့တောင်သမန်အင်းရဲ့ဒါသမိုင်းဝင်ဥပိန်တရားကြီးပေါ်ကိုကျွန်တော်ရောက်နေတာဖြစ်ပါတယ်ဒီတရားပေါ်ကိုကျွန်တော်ဘာလာလောက်တာလဲဆိုတော့အလားပါနဲ့ထိုက်တန်တဲ့လူကိုလိုက်ပြီးတော့ရှာမှာပဲဖြစ်ပါတယ်โอเค let's go မင်္ဂလေးတိုင်းကလည်းသူ့ရဲ့အလှနဲ့သူရှိပါတယ်မပြင်သေးလို့မလှတာပေါ့နော်အဲ့ဒါကြောင့်ပြင်ပေးရမှာပေါ့ကျွန်တော်တို့ကညီမလေးတယောက်တော့တွေ့ရမေးကြည့်အောင်မင်္ဂလာပါညီမလေးစကားလေးနည်းနည်းပြောလို့ရလားဟုတ်ကဲ့အော်လက်ပကြီးဆွဲရလားဟုတ်ကဲ့အော်လာလေးဆွဲအော်လက်ပကြီးလာဆွဲရโอเคလေးလေးတွေကအော်လာနော်လက်နဲ့ဆွဲရပေါ့လက်ပကြီးဆိုတော့လက်ဆွဲတာအော်ဟုတ်ပြီဟောလေအကိုတို့ကအခုကလေလူတိုင်းကအလှပနဲ့ထိုက်တန်ပါတယ်ဆိုတော့ဒါဗီဒီယိုလေးရိုက်တာပေါ့နော်ဗီဒီယိုလေးရိုက်တယ်ပြီးတော့ဒါညီမလေးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အကိုတို့ကညီမလေးကိုလှတော့ပြောင်းလဲပေးမှာစိတ်ဝင်စားလားတော်ပြီဘာဖြစ်လို့တော့ဘာဖြစ်ဘူးမပြောင်းလဲချင်ဘူးလားအော်အငင်းခံလိုက်ရပြီသွားပြီအသက်30ကျော်ထိလဲငင်းခံရတော့မယ်ခုချိန်ထိငင်းခံနေရတော့မယ်โอเคကျေးဇူးပါโอเคချင်းနေမကောင်းသွားပြီတယောက်ကတော့ငင်းသွားပြီတွေးတော့တွေးရဒါပေမဲ့သူတို့ကမလုပ်ချင်ဘူးတဲ့မပြောင်းလဲချင်ဘူးတဲ့အဲ့တော့ကျွန်တော်တို့ဟိုဘက်ရတနာဘုံကျောင်းဘက်မှာတော့ရှိအောင်မယ်ထင်တယ်အဲ့ဘက်ကကျွန်တော်တို့တစ်ချက်သွားပြီးတော့ရှာကြည့်မယ်ရတနာဘုံကျောင်းရှိလမ်းမှာပေါ့နော်ရတနာဘုံကျောင်းရှိကိုရောက်နေတာအခုကျွန်တော်ဟိုးနာကပန်းဆိုင်ကကောင်မလေးတယောက်တွေ့ထားတယ်သူပြောင်းလဲမှုကိုလက်ခံမလားလက်မခံမလားတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့သွားပြီးတော့မေးကြည့်မယ်โอเคမင်္ဂလာပါညီမလေးဟုတ်စကားလေးနည်းနည်းပြောလို့ရလားရတယ်ရတယ်တဲ့စကားလေးနည်းနည်းပြောလိုက်အကိုတို့က heavy လာ beauty salon ကပေါ့နော်အလှပကလူတိုင်းနဲ့ထိုက်တန်ပါတယ်ဆိုတာကိုသက်သေပြဖို့အတွက်ညီမလေးရဲ့အခုပုံစံကိုအကိုတို့ကလုံးဝနောက်တစ်ယောက်ဖြစ်သွားအောင်ပြောင်းလဲပေးမှာဟုတ်ရလားရတယ်လက်ခံလားလက်ခံတယ်အရင်တုန်းကရောအဲ့လိုမျိုးပြောင်းလဲဘူးလားအရင်တုန်းကရောခုမှပထမဦးဆုံးအခုမှပထမဦးဆုံးဒီအလှပနဲ့ပတ်သက်ပြီးတော့ပြောင်းလဲဖို့အတွက်လက်ခံတယ်ဆိုရင်အကိုတို့ကဟိုဆိုင်ကိုခေါ်သွားမယ်ပြီးရင်ပြောင်းလဲပေးမယ်โอเคအဲ့ဆိုရင်တော့ဒီညီမလေးကလုံးဝသေချာသွားပြီအလှပကဒီညီမလေးနဲ့ထိုက်တန်တယ်ဆိုတာကိုကျွန်တော်တို့စပြီးတော့တက်တည်ပြမှာပဲဖြစ်ပါတယ်โอเคအခုဆိုရင်တော့ညီမလေးကဆိုင်ကိုရောက်လာပါပြီပြောင်းလဲနေတဲ့ချိန်တွင်းမှာညီမလေးကိုဒီမှန်နေအကုန်လုံးရဲ့ရှေ့မှာကျွန်တော်တို့ကလိုက်ကာနဲ့ပိတ်ပေးထားတာညီမလေးကိုမပြသေးဘူးเนาะဒီသပင်ပြုတ်ပြင်ပြောင်းလဲနေတဲ့အချိန်မှာတော့ညီမလေးကိုညီမမြင်ရမှာမဟုတ်ဘူးအကုန်လုံးပြောင်းလဲပြီးသွားပြီလှသွားပြီဆိုမှလုံးဝ surprise အနေနဲ့အကိုကဒီမှန်နေရှေ့မှာရှိတဲ့ like ကာတွေကိုဖွင့်ပြီးတော့ညီမလေးကိုပြပေးမှာရင်ခုန်နေပြီလားရင်ခုန်နေပြီဘယ်လောက်ရင်ခုန်တာဘယ်လိုမျိုးခုန်တာအများရင်ခုန်နေโอเคဟုတ်ပြီကျွန်တော်လည်းပြောင်းလဲပေးရမယ့်လူတယောက်အနေနဲ့ဒီညီမလေးဘယ်လောက်ထိလှသွားမလဲဆိုတာကိုရင်ခုန်နေပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ Happy လာရဲ့ hair style လေးအောင်လေးဖြစ်ပါတယ်